number 4 we living are gathered by angels at Shambasa ဟောပန်းနံပါတ်4ခုမြောက်ပန်းပွင့်သွားပြီ4ခုမြောက်ပန်းကြတော့ဘာဖြစ်တာလဲဆရာတို့အသက်ရှင်နေလူတွေဟုတ်တယ်ဟုတ်အသက်ရှင်နေလူတွေကဘသူတွေကလာဆရာတို့လာငါတို့တက်ချင်လိုက်တက်သွားလားတဘိုးကတော့မှုန်နေတယ်နော်ဆရာပြတာသေချာကြည့်နော်တဘိုးတွေကမှုန်နေတာနော်အဲ့ချိန်မှာ Old Testament Saints တွေ New Testament Saints တွေသူတို့တက်တာသိပြီးသားတွေ right ဒါပေမဲ့ဆရာတို့ကြတော့အသက်ရှင်နေတဲ့ခါကျတော့ angels တွေကခေါ်လာတာဘာဖြစ်လို့လဲရောက်ကြားလိုက်ပြန်ပြောမယ်ပန်းနံပါတ်3နဲ့ပန်းပွင့်နံပါတ်4မှာတဘိုးခရာတွေမှုန်နေတာဒါပေမဲ့ပန်းပွင့်နံပါတ်3ပွင့်တဲ့အခါမှာ Old Testament Saints နဲ့ New Testament Saints က angels တွေမခေါ်ဘဲနဲ့သူတို့ resurrection body နဲ့တက်သွားတာအရင်သိပြီးသားဆရာတို့ကြတော့အသက်ရှင်နေတဲ့အချိန်မှာ angels တွေလာခေါ်မှတက်ရတယ် what is the difference ဒီထောင်မှာကိုနေလို့ရလား angels တွေနဲ့တူနေရလား there you go မတယောက်ထဲရလားခါနေလို့ကြောက်တဲ့ admin ကိုကင်ပလိုက်မှာအုပ်ချုပ်လိုက်မှာကိုရိုနဲ့မနဲ့နှစ်ယောက်တည်းရလားအဲ့ဖာ flow တွေတော့ရလို့ရလားအဲ့ချိန်မှာယူအသက်ရှင်နေဒီထောင်မှာယူ angels တွေနဲ့တူတူလောက်အောင်မယ်ဘာဖြစ်လို့လဲ your body transform body resurrected transform body ရတဲ့ခါမှာဒီကို angels တွေခေါ်မှယူတက်လို့ရတာဟုတ်တယ်ဟုတ် you angels တွေခေါ်မှယူတက်လို့ရနှစ်ထပ်မှယူ angels တွေနဲ့တူနေမဆိုင်ကိုရောပဲမစင်နာဆိုရဖာ topic သွားရိုက်လို့ရလားဟေး secret ကြီးပြောရတာကြားလိုက်လားဘာနံပါတ်ဘယ်လောက်လဲဘာနံပါတ်ဘယ်လောက်လဲ4မှာအဲ့ဒီအချိန်မှာ7 years နောက်ထောင်7 years ထွက်ပြီးလို့ရှင်ပြီးတဲ့အချိန်မှာအသက်ရှင်နေတယ်ဆိုရင်ခလား angels ကကိုယ်လာခေါ်တယ်ဆိုရင်နှစ်ထောင်မှာကိုရီနဲ့ angels နဲ့တူတူလောက်ရလိမ့်မယ် Did you see the point? Good.